ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အခုပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော် MMM Global အကောင့်ဖွင့်ပြီးသွားရင်ကျွန်တော်တို့ setting channel နဲ့ကျွန်တော်တို့ MMM မှာသုံးစွဲတဲ့ငွေကြေး currency ဖြစ်တဲ့ BTC Bitcoin အကောင့်ဖွင့်ပြီးကိုကျွန်တော်ပြောပြချင်ပါတယ်ဟုတ်ကဲ့ကျွန်တော် Chrome နဲ့ဝင်လိုက်ပါဟုတ်ကဲ့ကျွန်တော်တို့ MMM အကောင့်ဖွင့်ပြီးပါပြီဆိုရင်ကျွန်တော် MMM အကောင့်မှာ setting မချရင်ကျွန်တော်တို့ Bitcoin အကောင့်ဖွင့်ရပါမယ်ဟုတ်ကဲ့ Bitcoin အကောင့်ဖွင့်ဖို့အတွက် coin basej.com လို့ဝင်လိုက်ပါအဲဆိုရင် base ကအခုမှဖွင့်မှာဆိုတော့ကျွန်တော်တို့ sign up ကိုဝင်ပေးပါအဲဆိုရင် base ကဒီမှာ fat name နေရာမှာ base ရဲ့နာမည်ထည့်ပေးပါဥပမာပြောရင်ကျွန်တော်နာမည်ကစော်ဝင်းမောင်အဲ့တော့ကျွန်တော် fat name နေရာမှာစော်ရိုက်လိုက်မယ် let name နေရာမှာဝင်းမောင်ရိုက်လိုက်မယ်ဟုတ်ကဲ့ဆိုတော့ပြီးကြရင်ဒီနားမှာကျွန်တော်တို့မိမိတို့သုံးမဲ့ Bitcoin account Bitcoin email အတွက်ကိုထည့်ပေးပါကျွန်တော် MMM မီနဲ့တူလဲရပါတယ်မတူလဲရပါတယ်တစ်ကောက်စီထားလဲရပါတယ်ကျွန်တော်တို့ဒီမှာပြ password ကိုခက်ခက်လေးထည့်ပေးပါဗျ password ကိုခက်လေးထည့်ပေးပါ password ထည့်ပေးရတဲ့ကျွန်တော်ဒီမှာဒီ I agree to the user agreement and private policy ဆိုတဲ့ဟာလေးကိုကျွန်တော်တို့MMM quality ရတဲ့ create account လို့နှိပ်လိုက်တာနဲ့ကျွန်တော်တို့မေးတဲ့ကို email ပို့ပါလိမ့်မယ်ကျွန်တော်ဒီမှာဝင်နေမေးတဲ့ email ပို့ပါလိမ့်မယ်ဘယ်လိုပုံစံလေးပို့မလဲဆိုတော့ကျွန်တော်ပြပေးပါမယ်ကျွန်တော်အကောင့်ရှိပြီးသားဆိုတော့သဘောတရားလောက်ပဲပြောပြပါတာပါဗျကျွန်တော်မေးတဲ့ကိုဘယ်လိုပုံစံပလေးပို့မယ်ဆိုတော့ကျွန်တော်ပြပေးပါမယ်ကဲဒီလိုပုံစံလေးပြပေးပါလိမ့်မယ်မေးတော့ဒီလိုပုံစံလေးမေးပို့ပြီးတော့လိမ့်မယ် verify your email ဆိုပြီးကျွန်တော်ဒီမှာကို coin pay မှာတုံးတဲ့ email ကိုကျွန်တော်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ verify ဖြစ်ပြီးတော့ကျွန်တော်တို့ coin pay account ဖွင့်သွားပါလိမ့်မယ် coin pay account ဖွင့်တာကတော့လွယ်လွယ်လေးပါဗျဘာမှမခက်ပါဘူး coin pay account ဖွင့်ပြီးပါကျွန်တော်တို့အောက်က MMM မှာကျွန်တော်တို့ကောက်ဖွင့်ပြီး setting ချတဲ့အပိုင်းကိုကျွန်တော်တို့သွားပါမယ် coin pay ဖွင့်တဲ့ကောက်ကတော့လွယ်လွယ် coin pay ဖွင့်တာကတော့လွယ်လွယ်လေးပါဗျကျွန်တော်တို့ MMM ကျွန်တော် MMM global တွေကိုဝင်တော့မယ်ဆိုရင်ကျွန်တော် MMM office.com ဆိုပြီးတော့လည်းဝင်လို့ရသလို .ac ဆိုပြီးတော့လည်းဝင်လို့ရပါတယ်မိတ်ဆွေတို့အဆင်ပြေတဲ့နာနဲ့ဝင်ပါ
Okay ဒီမှာ password ရိုက်ပေးပါတော့အရင်တော့ဒီလိုဟာလေးရင်လာမှာပါ930ဒီ1လို့ရင်လာမှာပါဒီမှာကျွန်တော်တို့ password ထည့်ရတဲ့နေရာရောက်ပါပါဗျဒါလည်းကျွန်တော် password ထည့်ပြီးရနေလိုက်ပါဟုတ်ကဲ့ကျွန်တော်အဲ့ဆိုရင်ကျွန်တော်တို့ဒါ setting ချပါမယ် setting ချဖို့လည်းကျွန်တော် account တွေကိုသွားလိုက်ပါကောက်တယ်သွားလိုက်ပါဒါကျွန်တော်ကတော့ဒီမှာရှိပြီးသားဖြစ်တဲ့အတွက်မိတ်ဆွေတို့ကပေါင်းနေရမယ်လို့ဒီ edit ကိုနှိပ်ပါ sorry ပါ add ကိုနှိပ်ပါ add ကိုနှိပ်ပြီးဘယ်လိုပုံစံပြောင်းလာမယ်ဆိုတော့ကျွန်တော်ပြပါမယ်ကဲဒီလိုပုံစံလေးရပါလိမ့်မယ်ဒီပုံရရင် account လေးနေရာမှာကိုယ့်ရဲ့နာမည်အမှန်ကိုထည့်ပါဒီကျရင်ကျွန်တော်ဒီ account number နေရာမှာကျွန်တော် BTC wallet အတွက်ကိုထည့်ရပါမယ် BTC wallet အတွက်ကိုထည့်ရပါမယ်ခဏလေးပါကျွန်တော် BTC account ကျွန်တော်ဖွင့်လိုက်ပါမယ် wallet အတွက်ကိုကျွန်တော်ပြပါမယ်ကျွန်တော်ကတရားကို2 step ခံထားတဲ့အတွက်ဒီမှာ2 step ဆိုတာလာတာပါကျွန်တော်ရဲ့ဖုန်းထဲကို2 step ကုတ်ပို့ပါလိမ့်မယ်ကျွန်တော်ကတော့ဒါတော့နောက်ဗီဒီယိုပိုင်းတစ်ခုမှကျွန်တော်လုပ်ပြပါမယ်ဒီပိုင်းကတော့ကျွန်တော်အကောက် BTC အကောက်ဖွင့်နည်းနဲ့ကျွန်တော်တို့ setting ချနည်းကိုပဲကျွန်တော်ပြောပြပေးပါမယ်ဟုတ်ကဲ့ဒီလိုလေးဒါကျွန်တော်အကောက်ဖွင့်ပြရတဲ့ဒီလိုလေးဖြစ်နေဘာမှစိတ်မပူပါနဲ့ဗျဘာမှစိတ်မပူပါနဲ့ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးဝင်ကျွန်တော်ဒီလိုမိုးလေးပြပါလိမ့်မယ်အဲ့လိုတစ်ခါတည်းတန်းဝင်တာလည်းရှိနိုင်ပါတယ်အဲ့လိုပြနေစိတ်မပူပါနဲ့ကိုယ့်ရဲ့ Gmail တွေကိုတွားလိုက်ပါလူချင်းကိုယ့်ရဲ့ Gmail တွေကိုတွားလိုက်ပါညာဒီမှာပုတ်ပြီးပို့တာပဲကြည့်ပါ Coinbase 2တဲ့ new the buy confirmation နဲ့ပါဒီမှာ I authorize this computer ကိုနှိပ်လိုက်ပါနောက် file တစ်ခုတွေကိုသွားပါလိမ့်မယ်ကျွန်တော်တို့ကမိတ်ဆွေတို့ကဒီမှာ attack ကိုနှိပ်ပြီးတော့ကျွန်တော်တို့ပထမ account name နေရာမှာမိတ်ဆွေတို့ရဲ့နာမည်ရိုက်ပေးပါ account number နေရာမှာကျွန်တော်ဒီ Coinbase ရဲ့ wallet address ကိုထည့်ပေးရပါမယ်အဲ့ဒါတော့အခုကျွန်တော် Coinbase ဖွင့်နေပါတယ်ပြီးကြရပါမယ် name နေရာမှာကျွန်တော်တို့က Coinbase ကယူတာတော့ကျွန်တော်တို့ဒီ Coinbase ကကျွန်တော်တို့ဒီ number ကိုယူထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ Coinbase လို့ထည့်ပေးပါဟုတ်ကဲ့ဝင်ပါပြီခဏလေးပါဒီမှာပါဗျဒီမှာ wallet address ဆိုတာတွေ့လားဗျဒီမှာ wallet address လေးကိုနှိပ်လိုက်ပါwallet address လေးကိုနှိပ်လိုက်ပါဒီမှာပါဗျ wallet ပါဒါဒီ wallet address ကိုကျွန်တော် copy ကူးပြီးတော့ခုညကကျွန်တော်တို့ဒီ account number နေရာမှာထည့်ပေးပါထည့်ပြီးတော့name နေရာမှာ Coinbase ကိုထည့်ပြီးတော့ကျွန်တော်တို့ save လုပ်လိုက်ပါဗျအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ setting ချတာနောက်တစ်ဆင့်ကိုထပ်သွားပါမယ်ဒီကျွန်တော်ဒီ wallet အတွက်လေးကြောင်းလည်းပြောပြမယ်ဗျဒီကျွန်တော်ဒီ wallet အတွက်ကကိုကငွေပေးကိုအကောင့်ထဲကိုငွေ BTC လွှဲခြင်းဒီ wallet အတွက်လေးကိုပေးလိုက်ပါကိုက BTC ဝယ်မယ်ဆိုရင် BTC ရောင်းမဲ့လူစီကိုဒီ wallet အတွက်လေးပေးလိုက်ပါအဲသူကဒီ wallet အတွက်တွေကိုလှမ်းပြီးတော့ BTC ထည့်ပေးပါလိမ့်မယ်
ကျွန်တော်တို့ဒီမှာသူများကိုကျွန်တော်တို့ BTC ရောင်းချင်တယ်ဆိုရင်ဒီ send request ကိုနှိပ်လိုက်ဒါတခါလေးကျွန်တော်ပါဗျသူများကိုဝင်လွှဲတော့မယ်ဆို send request ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ wallet address ကိုထည့်ပါဒီမှာကျွန်တော်တို့ရောင်းမဲ့ BTC အမောက်ကိုထည့်ပါအဲ့လိုမှမထည့်ချင်ဘူးတို့ကျွန်တော်ဒီမှာ USD ကိုပြောင်းပြီးတော့20ဆို20 350 တရားနှိပ်ပါပြန် send fan နှိပ်လိုက်ပါပြန်သူပြောတဲ့အဆင့်တိုင်းဆက်သွားလိုက်ရင်ကျွန်တော်သူများစီကို BTC လွှဲလို့ရဒါ BTC လွှဲနည်းကိုပါကျွန်တော်တခါလေးကြုံလို့ပြောပြတာပါတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ MMM setting ချတိုင်းကိုကျွန်တော်ပြန်အဲ့ဒါပြီးရင်ကျွန်တော်တို့အကောင့်ထဲကဒီအဲ့လိုလုပ်ပြီးသွားရင်ကျွန်တော်တို့ my page တဲကိုသွားပါဗျ my page တဲကိုသွားပါဟုတ်ကဲ့ကျွန်တော် my page တဲရောက်ရင်ကျွန်တော်တို့ဒီမှာဒီ email နေရာမှာ mail တို့က unconfirmed လို့ဒီဘက်နားလေးမှာပေါ်နေပါလိမ့်မယ်unconfirmed ကိုနှိပ်လိုက်ပါ unconfirmed နှိပ်ပြီးတော့နှိပ်လိုက်တိုင်းဒီမှာ confirm ဆိုတာပြန်ပေါ်လာပါလိမ့်မယ်confirm ဆိုတာလေးကို mail တို့ထပ်နှိပ်လိုက်ပါနှိပ်လိုက်ပြီး mail တို့ကိုကုတ်တောင်းပါလိမ့်မယ်ကုတ်ကိုကျွန်တော်ဘယ်လိုသွားမလဲဆိုကျွန်တော်ဒီ email တွေကိုသွားပါမယ် email ထဲမှာကျွန်တော်တို့ကုတ်ပို့ထားပါမယ်ကုတ်မှာရှာကြည့်လိုက်ပါကုတ်ပို့ထားတဲ့ email ကိုဝင်ပြီးအထက်ကကုတ်ကိုကျွန်တော်တို့ copy လုပ်ပြီးတော့ကျွန်တော်အဲ့နာမှာထည့်ပြီးတော့ confirm နေလိုက်ရင်ဒီလိုလေးစိမ့်သွားပါလိမ့်မယ်ဒီတော့ကျွန်တော်ဒီဖုန်းနံပါတ်နဲ့လည်း unconfirm ဆိုတာဖြစ်နေပါလိမ့်မယ်ဒီကြိုင်unconfirm နေပြီးတော့ confirm ပြန်နှိပ်လိုက်ပါအဲ့ဒါဒီဖုန်းနံပါတ်လေးကပထမဆုံးမစိမ့်မနဲ့ပြလာလိမ့်မယ်ဗျပြရင်ကျွန်တော်တို့ဒီ marble တို့ mm extra တို့ dashboard တို့အဲ့လိုလျှောက်သွားပြီးမှကျွန်တော်တို့ဒီ my page တွေကိုပြန်ဝင်လိုက်ပါပြန်ဒီလိုစိမ့်လာပါလိမ့်မယ်အဲ့လိုစိမ့်လာပြီဆိုရင်ကျွန်တော်ဒီအောက်ကိုဆွဲချလိုက်ပါပြန်ကျွန်တော်ဒီမှာ save ဆိုတာရှိပါတယ်save ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီ MMM global account ကိုကျွန်တော်တို့ setting ချပြီးဆုံးသွားပါပြီဒီနောက်လေးမှာလည်းကိုယ့်ရဲ့ reference ကြည့်ပေးပါဒီနောက်မှာဆိုရင်ကျွန်တော်ရဲ့ Kaka manager ပေါ့နော်ကျွန်တော်ရဲ့ character ပေါ့ခုတိုးတက်အောင်ပါဒီမှာ email နံပါတ်ပါ message ဒီမှာကျွန်တော်ရဲ့နာမည်ဇော်ဝင်းမောင်ဆိုပြီးတော့ကျွန်တော်ရဲ့ဇော်29389@gmail.com ဆိုတာပေါ်နေပါလိမ့်မယ်ဒါကျွန်တော်တို့ MMM မှာ setting ချနေနဲ့ Coinbase account ဖွင့်ပြီးပါပြီဒါပါပဲကျွန်တော်တို့ဒီမှာကျွန်တော်တစ်ဆက်တည်းနဲ့ပြောပြချင်တာကကျွန်တော်ဒီ Coinbase account 2 step ခံတော့ကျွန်တော်တစ်ခါတည်းတစ်ဆက်တည်းပြောပြမယ်ဗျဆိုတော့ဒီမှာ setting ဆိုတာရှိတယ် setting ထဲကိုဝင်လိုက်ပါ setting ထဲကိုဝင်ပြီးတော့ကျွန်တော်တို့ဒီမှာဗျ security security ထဲကိုဝင်လိုက်ပါကျွန်တော်ဒါ Coinbase 2 step ခံကြီးကိုကျွန်တော်တစ်ခါတည်းပြောပြတာပါ security ထဲကိုဝင်လိုက်ပါဒီကြဒီနားလေးမှာ verify phone နဲ့တွေ့လားverify phone လေးကိုနှိပ်လိုက်ပါကျွန်တော်ဒီမှာနှိပ်ပြီးတော့ဒီမှာ mail တို့ရဲ့ဒီမှာဖုန်းနံပါတ်ပထမဖုန်းနံပါတ်အရင်ထည့်ပါဖုန်းနံပါတ်အရင်ထည့်ပြီးတော့ verify နှိပ်လိုက်ပါခုနလိုအကွက်လေးပေါ်လာရင် mail တို့ဖုန်းနံပါတ်တွေကိုကုတ်ပို့ပါလိမ့်မယ်ကုတ်ကိုကျွန်တော်တို့ရိုက်ထည့်ပြီးတော့ verify လုပ်လိုက်ပါအဲ့ဒါဆိုကျွန်တော်ဒီ MMM account ထဲကိုဝင်တိုင်းကုတ်ပို့ပါလိမ့်မယ်အဲ့ဒါကြောင့်မို့သူများတွေဒီ account ရသွားလဲကျွန်တော်တို့ဒီကုတ်ကကျွန်တော်ဖုန်းထဲကိုပို့မှာဆိုတော့ကျွန်တော်စိတ်ချရတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ဒါတော့ကျွန်တော် MMM global မှာကျွန်တော်တို့ setting ချနည်းနဲ့ကျွန်တော် Coinbase account ဖွင့်ပြီးပါပြီးတော့ Coinbase account ကို 2 step ခံပြီးပါဒီလောက်ပါပဲဗျမိတ်ဆွေတို့လောက်ကတော့လုပ်တတ်မယ်ထင်ပါတယ်နားမရတာရှိရင်ကျွန်တော် chat box ကလည်းဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်